ကျ
ကျွန်တော်ပွဲမှာမရှိမိမိသေးပြီကျွန်တော်ပြန်သွားရင်ကျွန်တော်အမေအသက်ရှင်မှာမဟုတ်ဘူးကျွန်တော်ပွဲပြီးရင်လာခဲ့မယ်လို့ပြောပြီးစိုက်ကလေးနဲ့ရွာကိုပြန်လွတ်လိုက်ကျွန်တော်အမေသေးတာကိုကျွန်တော်မပြန်လို့တဲ့ဒီကလုံးကကျွန်တော်အပြစ်ပြောတယ်မေတို့ကျွန်တော်ပြန်သွားရင်ဒီလူကြီးကပြတ်လာပြန်သွားရင်အမေကအသက်ရှင်မှာမဟုတ်ဘူးအဲ့တော့ငါအမေအသက်မရှိတော့ဒီလူဒီအလူတွေကလုံးဝစိတ်ချမ်းသာအောင်ငါလုပ်တယ်ဆိုပြီးမျက်ရည်စက်မကြဘဲနဲ့ကျွန်တော်အဲ့ဒီအလူကိုပြီးအောင်လုပ်လို့ည2 နာရီလို့ကျွန်တော်မေးစီကိုပြန်ရှိတော့ဒီကြီးလေးရောက်သွားအမေလို့တော့ခေါ်လို့မရကျွန်တော်လုပ်ကြည့်ခဲ့တဲ့ကုသိုလ်တရားတွေကြောင့်ခုချိန်ထိကျွန်တော်ဝိုင်းချစ်ဘာပြောပြောမျက်နှာမြင်ချစ်တယ်ကျွန်တော်ဘာပြောပြောလူတိုင်းကကျွန်တော်အပြစ်မမြင်အဲ့ဒါဘာကြောင့်လဲကျုပ်တော်လို့မဟုတ်ဘူးမိဘကိုလုပ်ကြည့်ဒါကြောင့်မလို့ဒုဘဝတွေစုပ်ပြတ်တတ်သွားတာဘု து အပြစ်တော့မိဘတွေကောင်းစားသွားတာဘု து ကြောင့်တောင်းသမီးတွေငတ်နေတာဘု து ကြောင့်အဖေတွေအသုံးမကျအဖေတွေကတောက်စားမူယူကိုသားသမီးမျက်နှာမထောက်မိမတွေရဲ့မျက်နှာမထောက်ရက်ရွာမှာဘာမှကျုပ်တူပဲထင်ရဆိုင်နေတဲ့လူတွေကြောင့်လမ်းမေးရောက်နေတဲ့ကလေးကချီတွေဟာခင်ဗျားတို့ချစ်လို့တယောက်နဲ့တယောက်လက်ညာထောက်ထားဖို့မရှိတဲ့ဒုက္ခတွေရောက်ကြရတာခင်ဗျားတို့ချစ်လို့ရဲ့အဖြစ်တွေပါဘယ်သူအဖြစ်တော့ဘယ်သူမှအဖြစ်ရှိတော့ဆိုတာခင်ဗျားတို့ဒီချင်းလေးကိုနားထောင်ပြီးဝေဖန်သုံးချက်တုံးတက်ပြီးသူ့ဘဝကိုလှပအောင်နေကြပါလို့တိုက်တွန်းရေးတစ်ချင်းနယ်ကဘယ်သူမှအဖြစ်ရှိနေတယ်အားစိတ်ခံစားခြင်းခင်ဗျာSana